စိတ်ကန်းအလားပေါ်လွင်ဒီရှိရာမြို့စိတ်ဖြူနေတွင်ဆွဲလဲတန်တလွင်လွင်သမိုင်းဝင်မြတ်ဖရာရွှေမြင်တင်ခံညာလာတဲ့ချင်းတောင်ရွာတွင်ခံညာလာတဲ့ချင်းတောင်ရွာတွင်နေသူနေသားအလုံးပျော်ပျော်ရွှင်ဘေးရန်ကင်းဝေးငြိမ်အေးပါစေစဉ်စီးပွားရေးနဲ့လူမှုရေးများတိုးပွားလို့အစဉ်ပြေမိသားစုများဝေးမသွားပဲပေါင်းစည်းပျော်ရွှင်ကြပါစေဖျားပွဲနဲ့အလူပွဲစုံစွာအားခဲစင်နွယ်လို့သာစီပြောသံတွေဝေဝေစာဓမ္မတေးများငြိမ်ညောင်းသာယာချင်းတောင်ရွာတစ်နယ်လုံးမှာမင်္ဂလာအပေါင်းခါညောင်းပြေဆုံးစွာဓမ္မရောင်ကြီးလင်းလက်ဝေဖြာယရနာသုံးပြဘုံတေစာကြောင်းသာတို့များချင်းအောင်ရွာနေနတ်ဒေဝများဆောင်လျှောက်ကာကွယ်ကဘာတီသမျှဖေးမခပဲအေးမြပါစေကွယ်စိတ်ကန်းအလားပေါ်လွင်ဒီရှိရာမြို့စိတ်ဖြူနေတွင်ဆွဲလဲတန်တလွင်လွင်သမိုင်းဝင်မြတ်ဖရာရွှေမြင်တင်ခံညာလာတဲ့ချင်းတောင်ရွာတွင်ခံညာလာတဲ့ချင်းတောင်ရွာတွင်နေသူနေသားအလုံးပျော်ပျော်ရွှင်ဘေးရန်ကင်းဝေးငြိမ်အေးပါစေစဉ်စီးပွားရေးနဲ့လူမှုရေးများတိုးပွားလို့အစဉ်ပြေမိသားစုများဝေးမသွားပဲပေါင်းစည်းပျော်ရွှင်ကြပါစေဖျားပွဲနဲ့အလူပွဲစုံစွာအားခဲစင်နွယ်လို့သာစီပြောသံတွေဝေဝေစာဓမ္မတေးများငြိမ်ညောင်းသာယာချင်းတောင်ရွာတစ်နယ်လုံးမှာမင်္ဂလာအပေါင်းခါညောင်းပြေဆုံးစွာဓမ္မရောင်ကြီးလင်းလက်ဝေဖြာယရနာသုံးပြဘုံတေစာကြောင်းသာတို့များချင်းအောင်ရွာနေနတ်ဒေဝများဆောင်လျှောက်ကာကွယ်ကဘာတီသမျှဖေးမခပဲအေးမြပါစေကွယ်